ဗျာဒိတ်ချန်ခန်းကြီးကပိုင်းငယ်တစ်ကနေစလေးအထိလေးလာဖတ်ရှုကြည့်တဲ့အခါကောင်းကင်နမများတန်ပေါင်းများစွာတော့တန်ရှင်းသူများဝန်းရံထားတဲ့ပလင်တော်ရှေ့မောက်မှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်ကိုမြင်တွေ့ရပါတယ်ဒီအခန်းကလူသားတို့ရဲ့ကယ်တင်ခြင်းနဲ့ကပတ်အပိုင်းကြီးရဲ့အဆုံးအဖြတ်ကိုကင်တွယ်ထားတဲ့လူဝဲဆန်းကြည်တဲ့စာလိတ်တဆောင်အကြောင်းကိုပို့ပြထားပါတယ်ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါတုံးမလစ်စာနှုတ်ဘတော်မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့တော့စာလိတ်ဖွင့်တိုက်သူနဲ့အောင်မြင်တော့တိုးတငယ်ဆိုတဲ့ကောင်းစဉ်နဲ့ဝင်ကသွားပါမယ်အဲ့တော့ရှေးဦးစွာဖွင့်ရမရတော့စာလိတ်အခန်းကြီး9ပိုင်းငယ်တိတ်ကနေလေဖျားသခင်ရဲ့လက်ရတော်မှာစာလိတ်တစ်ဆောင်ရှိပါတယ်ထိုစာလိတ်ကနောက်ဆုံးသောကာလရဲ့အကျံစီတော်နဲ့တရားစီရင်ခြင်းများပါရှိတော်လဲကောင်းကင်နေမြေကြီးအောက်မှာဘယ်သူမှယင်းကိုဖွင့်ဝန်တော်လဲဖွင့်ရမရနိုင်မကြည့်ရွှေနိုင်ခဲ့ကြပါဒီအရာကလူသားအားလုံးရဲ့မဆွမ်းဆောင်နိုင်မှုနဲ့ကယ်တင်ခြင်းအတွက်မျှော်လင့်ချက်ကင်းမဲ့မှုကိုတည်ဖို့နေတာဖြစ်ပါတယ်နောက်ပြီးအောင်မြင်တော့တိုးတငယ်ခန်းကြီး9ပိုင်းငယ်9ကနေခုနှစ်ယူဒမျိုးအနွယ်ဒါဝိရဲ့မျိုးရိုးမှဆင်းသက်တော်မူသောခြင်းတိဆိုတဲ့အကြောင်းကိုကြားရပါတယ်။သို့တော်ရှင်ယောဟန်မြင်တွေ့ရတာကအောင်မြင်ပြီးတော့တိုးတငယ်ဖြစ်ပါတယ်။ထိုတိုးတငယ်ကဗိမာန်တော်အလယ်တတ်တော်၄ပါးများနဲ့အသက်ကြီးသူ24ပါးတို့ရဲ့အလယ်မှာရပ်နေပြီးအသေးတက်ချင်းခံရတဲ့တိုးတငယ်ကဲ့သို့ဖြစ်ပါတယ်။ဒူတာလင်းစာလိတ်ကိုယူ၍ဖွင့်ရန်ထိုက်တန်သူဖြစ်ပါတယ်။ဒါကကားရင်ပေါ်မှာအောင်မြင်မှုရယူပြီးရွေးနှုတ်ခြင်းကိုဆောင်ကျင်းပြီးတော့ယေရှုခရစ်တော်ပင်ဖြစ်ပါတယ်။နောက်ပြီးကောင်းကင်နိုင်ငံတော်ရဲ့ကိုးကွယ်ခြင်းအခန်းကြီး9ပိုင်းငယ်10ကနေ14ထဲမှာတိုးတငယ်ကစာလိတ်ကိုခံယူတဲ့အခါကောင်းကင်တမန်များအသက်ကြီးသူများနဲ့တန်ပေါင်းများစွာသောတန်ရှင်းသူတို့ကပြတ်ဝကိုးကွယ်ကြပါတယ်။သူတို့ကတိုးတငယ်အားကိုရိုဒီအသေးသက်ချင်းကိုခံတော်မူသောအဖြစ်အတီးတီးသောဘာသာစကားကိုပြောတော်လူအမျိုးအနွယ်ခတ်သိမ်းတို့အထဲမှာကျွန်တော်တို့ကိုယူ၍အသွေးတော်နဲ့ဖျားခင်အဖို့ရွေးတော်မူ၏အသေးသက်ချင်းကိုခံပြီးမှထမြောက်တော်မူသောတိုးတငယ်သည်ဘုန်းကြီးတော်မူ၏လို့ကြွေးကြော်ကြပါတယ်သူတို့ကလည်းအတေတက်ချင်းကိုခံခဲ့ပြီးတော့တိုးတငယ်တွေတကူစီးစိမ်ပညာအစွမ်းတတိဂုံတရေဘုံအာနုဘောကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏လို့ကြီးတော့အတန်နဲ့ပြောဆိုကြပါတယ်ဗျာဒိတ်ချန်ခန်းကြီးကဟာကပ္ပသမိုင်းရဲ့စာလိတ်ကိုဖွင့်နိုင်သူလူသားအလုံးရဲ့အပြစ်နဲ့ကယ်တင်ခြင်းဆိုင်ရာပြဿနာကိုဖြေရှင်းပေးနိုင်သူမှာကားတိုင်းပေါ်အသက်ခံတော်မူပြီးထမြောက်တော်မူသောယေရှုခရစ်တော်တပါးတည်းတာဖြစ်ကြောင်းထင်ရှားစေပါတယ်။ဒီမှာသင်ခန်းစာယူဆရာများကတော့ယေရှုခရစ်တော်တပါးတာလင်ကယ်တင်ရှင်ဖြစ်ပါတယ်။လောကမှာဖျားသခင်ရဲ့အကြံစီတော်ကိုသိရှိရန်ကယ်တင်ခြင်းတို့ရောက်ရန်ယေရှုခရစ်တော်မှလွယ်၍အခြားဘယ်သူမှမရှိပါ။အောင်မြင်မှုဟာဆင်းရဲခြင်းမှဖြစ်ပါတယ်။ဒို့တငယ်ရဲ့အောင်မြင်မှုကသူရဲ့ဆင်းရဲဒုက္ခအသေးခံတော်မူခြင်းမှပို့ထွန်းလာခြင်းဖြစ်ပါတယ်။ယုံကြည်သူများအနေဖြင့်ကားတိုင်းလမ်းစဉ်ကိုနားလေတပုတ်ရပါမယ်။ဘုရားသခင်အားချီးမွမ်းကိုးကွယ်ခြင်းအားကျွန်တော်တို့ရဲ့တုံ့ပြန်မှုဖြစ်ပါတယ်။ကောင်းကင်နိုင်ငံတော်မှာချီးမွမ်းကိုးကွယ်ခြင်းကအဓိကလှုပ်ဆောင်ရမယ့်အချက်ဖြစ်ပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်အတွက်ကျွန်တော်တို့ရဲ့အသက်တာကကျေးဇူးတင်ခြင်းချီးမွမ်းခြင်းဖြင့်ပြည့်နေတင်ပါတယ်။ဒီနေ့ဤနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့သိရတာကကျွန်တော်တို့ရဲ့အနာဂတ်ကယ်တင်ခြင်းနဲ့မျိုးလင့်ခြင်းအားလုံးကအောင်မြင်ပြီးတော့တိုးတငယ်ယေရှုခရစ်တော်အပေါ်၌တာတည်နေကြောင်းတိုက်တွန်းခွန်အားပေးဝင်ငါလိုက်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ